Number 16 confidence in ဆိုတာယုံကြည်မှုရှိတာပါ I have great confidence to you မင်းအပေါ်မှာငါယုံကြည်မှုရှိတယ်လို့မပြောအောင် I have great confidence in you မင်းထဲမှာဒါဓာတ်ရိုက်ပြန်တာပါအပေါ်မှာတို့အထဲမှာတို့ဆိုတာဒါမြန်မာမှုပြုပြောလို့ဒါနည်းနည်းရှုပ်သွားတာဒီစကားလုံးကဒါနဲ့တွဲတယ်လို့မှတ်ထားလိုက်ရင်ပိုအဆင်ပြေပါတယ်ဒါကြောင့်မို့အင်္ဂလိပ်စာကို natural ကြလေ့လာစေချင်ပါတယ်သူ့ရဲ့အတွဲလေးနဲ့သူပါ I have great confidence in you ပါတကယ်လို့တဲ့ in confidence ဆိုပြီးတော့သုံးမယ်ဆိုလဲ adverb အနေနဲ့သုံးလို့ရပါတယ်တဲ့ဒါ adverb ပါဒီအပေါ်က confidence in ကတော့ဒါ noun အနေနဲ့သုံးတာပါပြောင်းပြန်လှန်လိုက် adverb ဖြစ်သွားပါတယ် Let me tell you something in confidence ဆိုတာ in confidence ဒီ as a secret နဲ့အတူတူပါပဲ conform to ဆိုတာကတော့ like လျောညီထွေဖြစ်တာပါWe must conform with the rules မှာပါတယ် we must conform to the rules to နဲ့သုံးပါပါတယ် comply သုံးမယ်ဆိုရင်တော့ takes with သုံးလို့ရပါတယ်သူ့အတွဲနဲ့သူပါ we will comply with your request ခင်ဗျားရဲ့တောင်းဆိုမှုကျွန်တော်ကလည်းရောညီထွေဆောင်ရွက်ပေးပါမယ်နောက်တစ်ခုက congratulate ကတော့တော်တော်များများသိပါတယ်ဂုဏ်ပြုတာဘာအတွက်ဂုဏ်ပြုတယ်ပေါ့ရှိပါတယ် I congratulate you for your success အမှတ်တမဲ့ကြီးမှန်တယ်လို့ပါပဲမင်းရဲ့အောင်မြင်မှုအတွက်ငါဂုဏ်ပြုတယ်မဟုတ်ပါဘူးသုံးရမယ့်ပုံစံ I congratulate you on your success ပါနောက်တစ်ခုက consists of ဆိုပါဝင်တာပါ A year consists from 12 months တစ်နှစ်ဆိုတာကို12လနဲ့ပါဝင်ဖွဲ့စည်းထားလို့ပြောရင်မှားပါတယ် A year consists of 12 months ဆိုမှမှန်ပါတယ်ဒီမှာမှတ်စုလေးပေးထားပါတယ် take great care never to use consists in the passive form consists of ကို passive voice မှာ passive form မှာမသုံးရဘူးဆိုတာလေးတော့မှတ်ထားပါတယ်နောက်တစ်ခု number 20ကတော့ covered with ဘာနဲ့ဖုံးအုပ်ထားတယ်ဒီ cover ကဒါ verb 3ကို passive သဘောမျိုးသုံးတာတော့တော်တော်များများ passive ဆိုတာနဲ့ by ဆိုပြီးဆွဲတတ်ပါတယ်အမှန်တော့မဟုတ်ပါဘူး don't say the mountains are covered by snow မဟုတ်ဘဲနဲ့ the mountains are covered with snow ဒါမှမဟုတ် the mountains are covered in snow ပါ with သုံးလဲရတယ် in သုံးလဲရတယ် by တော့သုံးလို့မရပါဘူးခုကတော့ cool cool ဆိုတာကုသတာဒီမှာသုံးတဲ့ cool ကဒါ verb အနေနဲ့သုံးတာပါ from နဲ့မသုံးပါဘူး the man was cool from his illness ဒီလူကိုသူ့ရဲ့ဖျားနာမှုထံကကုသလိုက်တယ်မှန်တယ်လို့ရှိပါတယ်တကယ်တော့ the man was cool of his illness of နဲ့ပဲသုံးရပါတယ် the noun cool takes for cool ဆိုတဲ့ noun ကတော့ for လိုက်ရပါတယ် there is no cure for that disease ဒီယောဂအတွက်ကုသမှုမရှိပါဘူး depend on or upon depend on မူတည်တယ် upon မိခိုးတယ် not from မသုံးရပါဘူး don't say မပြောရမယ့်ချက်ကတော့ it depends from her သူမထံမှမူတည်ရမိခိုးတယ်မပြောပါဘူး it depends on or upon her သူမအပေါ်မှာမိခိုးတယ်လို့ပြောပါတယ် rely on မိခိုးတယ် or upon ကကြတော့ can't rely upon ဒီလိုသုံးလို့ရပါတယ်ဒါဆိုရင် depend နဲ့ rely နဲ့ same meaning သဘောမျိုးလေးသုံးလို့ရပါတယ်deprive of တားဆီးတာပါ not from သုံးပါပါ Nelson Mandela was deprived from his freedom သူရဲ့လွတ်လပ်မှုကနေတားဆီးခံတာ Nelson Mandela was deprived of his freedom of သုံးပါပါတယ်မှားလို့အဓိပ္ပာယ်တွက်ဖို့ from သုံးလိုက်ရင်မှားပါတယ်24 die of an illness not from an illness ယောဂတစ်ခုခုမှသေသွားတယ်ဆိုတော့ from သွားသုံးရင်လွဲပါတယ် many people have died from malaria လွဲပါပြီ many people have died of malaria ဆိုမှမှန်ပါတယ်မှတ်စုကတော့ဒီမှာရှိပါတယ် people die of illness ဖျားနာမှုနဲ့သေကြတယ် of hunger စာလောင်မှုနဲ့သေကြတယ် of thirst ရေစာမှုနဲ့သေကြတယ် of or from wounds ဒဏ်ရာတွေမှသေကြတယ် from overwork အလုပ်တွေအရင်ပြီးခြင်းမှသေကြတယ် by balance အတကယုံတွေအပြင်သေတယ် by the sword ဒါအပြင်သေတယ်
by pestilence ကပ်ယောဂါအပြင်သေတယ် in battle တိုက်ပွဲတွေမှာသေကြတယ် for their country သူတို့ရဲ့တိုင်းပြည်အတွက်အသက်ပေးသွားကြတယ်သေဆုံးသွားကြတယ် for a cause အကြောင်းပြချက်တစ်ခုအတွက်သေတယ် through neglect လစ်လူရှုခံရတာနေပြီးတော့တစင်းသေဆုံးတယ် on the scaffold ကျိုးစဉ်ပေးခြင်းခံပြီးတော့သေတယ် stake တစို့ရှိုတက်ခံရပြီးတော့သေတယ်ဒါမျိုးလေးတွေပါနောက်တစ်ခုကတော့ different from not than ဘာထက်ခြားနားတယ်လို့ပြောလို့မရဘူးဘယ်ကနေခြားနားတယ်လို့ပြောပါတယ် my book is different than yours ငါစာအုပ်ကမင်းရဲ့စာအုပ်ထက်ခြားနားတယ်ပြောလို့မရပါဘူးမင်းရဲ့စာအုပ်တဲ့ပိုထူတယ်လို့ပိုကောင်းတယ်လို့ပိုပါတယ်လို့ပဲပြောလို့ရခြားနားတယ်ဆိုရင် different from my book is different from yours 26 က disappointed by disappointed ဆိုတာစိတ်ပြတ်တာ about or at တခုသုံးလို့ရ from သုံးလို့မရဘူး Philippa was disappointed from the low mark she got in the text စာမွေးမှာရတဲ့အမှတ်ကနေပြီးတော့ disappointed စိတ်ပြတ်တယ်မှားပါတယ် Philippa was disappointed by the low mark she got in the text စာမွေးမှာရတဲ့အမှတ်နဲ့စိတ်ပြတ်တယ်ဒါမှမဟုတ်ရင် disappointed about the low mark disappointed at the low mark အတွဲလေးကိုကြက်ထားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ with နဲ့ in နဲ့ Jane was disappointed from her son သုံးလို့မရပါဘူး Jane was disappointed with in her son ဒီလိုသုံးရပါတယ်ဒါဆိုရင် disappointed ကိုသုံးတဲ့အခါ by နေ about ဒီ at ဒီသုံးပါလား with ဒီ in ဒီသုံးပါလားဘယ်လိုခြားနာလဲလေ့လာကြည့်ပါမယ်မှတ်စုလေးကိုကြည့်မယ်ဆိုရင် before a person we use with or in လူတစ်ယောက်ဘသူ့ကိုစိတ်ပြတ်တယ်ဘယ်ဝါကိုစိတ်ပြတ်တယ်လို့ပြောခြင်းနဲ့ဆိုရင်တော့ with to in ကိုသုံးပါမယ် before a thing အရာတစ်ခုရဲ့ရှေ့မှာဆိုလို့ရှိရင်တော့ we use at about by ကိုသုံးပါတယ်ခြားနာချက်ပါ before a gerund ing ပုံစံတစ်ခုရဲ့ရှေ့မှာဆိုလို့ရှိရင်တော့ we use at ကိုသုံးပါတယ် for example Kate is very disappointed at not winning the prize စုမရတာကိုသူစိတ်ပြတ်တယ်ဒါဆိုဒီမှာဘာလို့ at သုံးလဲ gerund မလို့ပါ gerund ဆိုတာ verb ing ပါ we use that optional before a new clause တကယ်လို့ ing တွေ noun နေနဲ့မဟုတ်ဘဲနဲ့သက် clause တခုဆိုလို့ရှိရင်တော့ that သုံးတယ် I was disappointed that I didn't get an invitation ဒါဆိုရင်ဒီလိုလေးထပ်မှတ်ပါမယ် before a new clause ရရှိမှာဆိုလို့ရှိရင်တော့ that သုံးတယ်ဒါဆို new clause ဆိုတာဘာလဲ subject နဲ့ verb ပါတော့ new clause လို့ခေါ်ပါတယ်မင်းစီကနေပြီးတော့ငါဖိတ်ခေါ်ချက်မရတာစိတ်ပြတ်တယ်27လေးကောင်းပါတယ် divide into parts not in parts I divide the cake in 4 parts လေးပိုင်းတယ်လို့မပြောပါ I divide the cake into 4 parts လုံးဝပုံစံကြမှာ divided ဆိုရင် into divided ဆိုရင် into ဒါပေမဲ့အမှတ်စုလေးလည်းရှိတယ် a thing may be divided in half or two တဲ့ကွက်တိဟိုဘက်နဲ့ဒီဘက်ညီမြနှစ်ပိုင်းနဲ့ပိုင်းလို့ရှိရင်တော့အဲ့ဒါ in သုံးလို့ရတယ်တဲ့ Paul divided the apple in half ဒါမှမဟုတ် in two တဲ့အော်ကွက်တိညီပိုင်းတာမဟုတ်သေး into သုံးပါနှစ်ချမ်းဆိုရင် in နှစ်ချမ်းထက်ပိုရင် into ဒီလိုလေးမှတ်လိုက်ပါမယ် in နှစ်ချမ်းထက်ပိုရင် into ကျေးဇူးတင်ပါတယ် Summit English 2016 YouTube channel လေးကို like share subscribe လုပ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်တဲ့သင်ခန်းစာမှာလည်းကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်ပုံမှန်လေးကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပါတယ်